ညီကိုဘော်ရာပရိသတ်များအားလုံး A4 နဲ့ channel လေးကနေ welcome ပါဗျဗီဒီယိုလေးတင်တာလေးပြတ်တော့ဖြစ်နေတဲ့အတွက်အားလုံးကိုတောင်းပါပါတယ်ဒီဗီဒီယိုလေးကလည်း fan service ပေးရအနေနဲ့ပရိသတ်တို့တောင်းဆိုထားတဲ့အထက်အမှာ ME262 ကြောင်းကိုရွေးချယ်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခြားတောင်းဆိုထားတဲ့အကြောင်းအရာတွေလည်းကျွန်တော်တို့ရဲ့ team ကနေပြင်ဆင်ပေးနေပါပြီဗျမကြခင်မှာတင်ဆက်ပေးသွားဖို့ရှိနေပါတယ်နောက်ပြီးတော့ကဘာကျော်စစ်သင်းမောကြီးတွေဖြစ်ကြတဲ့ယိုမာတိုနဲ့ KMS Basement အကြောင်းမှာတင်ဆက်ပေးသွားဖို့ရှိပါတယ်ဗျသူတို့အကြောင်းကတော့အခြေတဝင်းရှင်းပြမှရမှာမို့လို့ခဏလောက်တော့ဆိုင်းငံ့ထားပါစေโอเคဒီနေ့တော့ပေါ့ပါအကြောင်းအရာလေးနဲ့ပဲအစီအစဉ်လေးကိုစလိုက်ကြအောင်ပါအော်ဒါနဲ့အစီအစဉ်လေးမစခင်ထုံးစံတိုင်း channel လေးကို like and subscribe လေးမလုပ်ရသေးဆိုရင် like and subscribe လေးလုပ်ပေးခဲ့ပါဦးနောက်ပြီးတော့ဘေးနား notification ခေါင်းလောင်းလေးကိုလည်းတပါးလေးနှိပ်ပေးပြီးတော့ VPN လေးဖွင့်ပြီးကြည့်ပေးဖို့ပါမြတ်တာရက်ခံကြပါရဗျာကဲလီကျော်ရှီရိုင်းလည်းများပြီဆိုတော့အစီအစဉ်လေးကိုတကယ်စလိုက်အောင်ပါဗျာဒီနေ့ကဘာကြီးမှာအားလုံးသိကြတဲ့အတိုင်းစစ်ပွဲတွေကနေရာတိုင်းလိုလိုမှာဖြစ်ပွားနေကြတာပါဒါလန်စင်မြင်းနဲ့ရင်ဆိုင်ခဲ့ကြတဲ့ကာလကနေအခုကလို့တစ်ချက်နေုံနဲ့မျိုးတစ်မျိုးလုံးပြာကျသွားနိုင်တော့တဲ့နီးပညာခေတ်ကိုရောက်လာတာလေမြန်ဆန်လွန်းလာပါတယ်ပထမကဘာစစ်ကစပြီးဒီနေ့ကနီးပညာစစ်ပွဲတွေခြေရပြန်ကောက်ကြည့်မယ်ဆိုရင်လေကြောင်းအင်အားဆိုမှုဟာအတော်လေးအရေးပါတာကိုတွေ့ရပါတယ်ဒါကြောင့်စစ်လေရင်အခန်းကဏ္ဍကလည်းနိုင်ငံတကာနိုင်ငံအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေရပ်တည်နေတာဖြစ်ပါတယ်တနေရာနဲ့တနေရာအချိန်အနည်းဆုံးနဲ့တိုက်ခိုက်မှုစွမ်းရည်အမြင့်ဆုံးလေယာဉ်တွေကိုဖန်တီးရရင်လည်း Jet Fighter တွေရဲ့လို့ဖြစ်လာခဲ့ကြတာဖြစ်ပါတယ်။အခုဆိုအမေရိကန်ရဲ့ F-22, F-35, ရုရှားရဲ့ Sukhoi 57, နောက်တရုတ်ထုတ်ချမ်းတူ J-20 တို့လိုပြင်စမမျိုးဆက် Jet Fighter တွေထိကိုတိုးတက်လာခဲ့ကြတဲ့ပြင်စက်တမမြောက်မျိုးဆက်တွေကိုလည်းစမ်းသပ်ဖန်တီးနေခဲ့ကြပါပြီ။ကဲဆိုတော့လူရင်းကိုပြောရရင် Jet Fighter တွေရဲ့လို့ဖြစ်လာတဲ့အစJet Fighter တွေရဲ့ဘိုးဘေးပေါ့ဗျာ ME262 အကြောင်းအခုမှစမှာဖြစ်ပါတယ်အခုပြောမယ် Messerschmitt ME262 ဆိုတဲ့ကောင်ဖန်တီးခဲ့တာလေပြောဖို့တော့လုံးဝမထင်ပါဘူးဂျာမန်တွေဖြစ်ပါတယ်ဂျာမန် Jet Fighter တစ်စီးဖြစ်တဲ့ ME262 ဟာဒုတိယကမ္ဘာစစ်တွင်မှာစတင်ဖန်တီးခဲ့တာဖြစ်ပါတယ်အဲ့ဒုတိယကမ္ဘာစစ်ဖြစ်မဲ့1939ခုနှစ်မှာကတည်းကအဲ့ဒီဘယ်တွေက Jet Engine နည်းပညာတွေကိုခြေဆန့်ခဲ့ကြပြီဖြစ်ပါတယ်အဲ့မှာပဲပထမဆုံးတာဘို Jet Engine 3လေယာဉ်ဖြစ်တဲ့ Heinkel HE-178 ကိုစတင်တီထွင်ခဲ့တာဖြစ်ပါတယ်ဒါပြင် Heinkel 178 ကပထမဆုံး Jet Fighter ဖြစ်ရမှာ။ဘာလို့ ME262 လဲလို့မေးချင်တဲ့သူများလည်းရှိလာနိုင်ပါတယ်။တကယ်တော့ Heinkel 178 ကတိုက်ခိုက်ရေးသုံး combat aircraft တစ်စင်းမဟုတ်ပါဘူး။ Jet Engine သုံးထားတဲ့လေယာဉ်တွေရဲ့ရှေ့ပြေးနမူနာပုံစံ prototype အနေနဲ့ပဲဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ Weapon system မပါတဲ့အဲ့ဒီကောင်ကို combat မှာလည်းမသုံးခဲ့သလိုJet Fighter ဆိုတဲ့ခေါင်းစဉ်အောက်ကိုလည်းဝင်မလာနိုင်ခဲ့ပါဘူး။နောက်ပြီးအဲ့လေယာဉ်ကဂျာမနီပိုလန်ကိုမကျူးကျော်ခင်လေးမှာပဲပထမဆုံးချိန်စမ်းသပ်ပြန်တန်းခဲ့တာပါ။ဒါပေမဲ့လည်းအဲ့ကောင်က Jet Fighter ရဲ့စာမျက်နှာတွေကိုမာတီးကတက်ပေးနိုင်ခဲ့တဲ့လေယာဉ်တော့ဖြစ်လာခဲ့ပါတယ်။တကယ်တော့ ME262 ကကမ္ဘာပထမဆုံးလေယာဉ်လို့သတ်မှတ်ခဲ့မယ်လေ။သူရှိမှာဘော်ရာတို့လိုအမေရောက်ခံတယောက်တော့ရှိပါသေးတယ်။အဲ့ဒါတော့ Heinkel HE-280 ပဲဖြစ်ပါတယ်။ Jet Engine နှလုံးနဲ့ပွဲထုတ်လာပြီးဒီဇိုင်းပိုင်းအနေနဲ့ကတော့အဲ့ကတော့ဆိုရင်တော်တော်လေး futuristic ဆက်ပါတယ်။ဒါပေမဲ့အင်ဂျင်တွေကသတ်မှတ်ထားတဲ့စံချိန်စံညွှန်းနဲ့တော့မကိုက်ညီပါဘူး။အင်ဂျင်က performance နဲ့တော့ trust မလုံလောက်တာခဏ break down ဖြစ်တာတွေကြောင့်အဲ့ဒီ HE-280 ကိုဂျာမန်လေတပ်ဖြစ်တဲ့လူဟာလုံးဝအသုံးပြုဖို့ငြင်းဆန်ခဲ့ပါတယ်။ Heinkel ဘက်ကလည်း mass production မလုပ်တော့ပဲ prototype အနေနဲ့ပဲထားလိုက်ပါတယ်။အဲ့ဒါကြောင့်စစ်ပွဲတွေမှာအသုံးပြုခြင်းမခံခဲ့ရတဲ့ HE-280 ကလည်းကမ္ဘာပထမဆုံး Jet Fighter စီးရင်ကနေပြီးဘေးထွက်ပေးလိုက်ရတာဖြစ်ပါတယ်။ဒီအချိန်မှာပဲ Messerschmitt ကနေသူ့ရဲ့ ME262 V1 prototype ကိုထုတ်ပြခဲ့ပါတယ်။ Messerschmitt ရဲ့ပထမဆုံး prototype ကလည်း Jet Engine တက်ခဲ့တာတော့မဟုတ်ပါဘူး။ Piston Engine နဲ့ပဲထုတ်ခဲ့တာဖြစ်ပါတယ်။ Messerschmitt ရဲ့အတောင်ပံတစုံအနောက်ကိုပစ်ထားတဲ့ swap wing design ကလည်းနောက်ပိုင်းက Jet Fighter တွေစက်ခံလာတဲ့ iconic symbol တစ်ခုလို့ခေါ်ရမလို့တော့ဖြစ်ခဲ့ပါတယ်။ဒီ design ကိုစီဂျီမပြီးခင်တည်းက Project 1.75 ဆိုတဲ့လှုပ်ဝက်စီမံကိန်းတစ်ခုဖြစ်ဖန်တီးခဲ့တာဖြစ်ပြီး1940ခုနှစ်မှာ prototype ကိုလည်းတိစောက်ပြီးသားအခြေအနေထိတိုးတက်လာခဲ့ပါပြီ။အစောပိုင်းမှာတော့ Turbo Jet Engine မရသေးလို့ Jangajumo 210 piston engine တက်ပြီးတော့ propeller ပါတဲ့လေယာဉ်အဖြစ်စမ်းသပ်ပြန်တန်းခဲ့တာဖြစ်ပါတယ်။ ME262 V1 prototype ရဲ့ပထမဆုံးတိုက်ပွဲကတော့1940ခုနှစ် AB လ18ရက်နေ့ဖြစ်ပြီးတော့နောက်ပိုင်း1942ခုနှစ်ဇွန်လ18ရက်မှာတော့ Turbo Jet Engine နှလုံး Jangajumo 004နဲ့ပထမဆုံး jet တိုက်ပွဲကိုအောင်မြင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီ engine တွေကအရင် VNW 003ထက်ပိုပြီးတော့ကောင်းပေမဲ့ heat resistant material မလုံလောက်တာကြောင့်အင်ဂျင်အပူဒဏ်ကိုကြာရှည်မခံနိုင်ပါဘူး
အဲ့ဒါကြောင့်ပဲအင်ဂျင်ကိုအသုံးပြုနိုင်တဲ့တက်တန်းကလည်းအရန်ကိုနဲလာပါတယ်ဘလောက်ထိနဲလဲဆိုရင်တစ်နှစ်ထိမခံသလိုတစ်လထိလည်းမနေပါဘူးနိုင်20လောက်သုံးပြီးရင်ကိုပဲအင်ဂျင်နောက်တစ်စုံအစ်စ်လဲရတဲ့အထိပျက်စီးလွယ်ပါတယ်ဒီနေရာမှာနားလည်မှုလွဲမှာဆိုလို့ထပ်ပြီးရှင်းပြနေတာနိုင်20ဇက်တိုက်ပြန်တန်းလို့ပျက်စီးတာမဟုတ်ပါဘူးဒီနေ့ကိုတနာရီနှုံးနဲ့ပဲပြန်ရင်တော့အဲ့အင်ဂျင်တက်တန်းကအရက်20ထိပဲခံတယ်လို့ပြောချင်တာဖြစ်ပါတယ်ဒါကြောင့်မှဂျာမန်လီတက်ကအင်ဂျင်နီယာတွေအနေနဲ့ဒီကောင်တွေရဲ့အင်ဂျင်ကိုအမြဲတမ်းလိုထိမ့်သိမ်းပြုပြင်တာတွေအစားထိုးတာတွေလုပ်နေခဲ့ရတာပါဒါပေမဲ့အစောပိုင်းကာလဆိုတော့အဲ့လိုလိုအပ်ချက်တွေရှိနေရဆိုတာလည်းဓမ္မတာပါပဲ ME272 ဟာအများဆုံးတနာရီကို900ကီလိုမီတာမိုင်အားဖြင့်959မိုင်လောက်ထိပြန်တန်းနိုင်မယ်လေနီးပညာပိုင်းပြောင်းလဲမှုတွေကြောင့်ပိုင်းလော်တွေအတွက်ဟန်တယ်လုပ်ဖို့တော်တော်လေးကြိုးစားခဲ့ရပါတယ်ဒါပေမဲ့လည်းဂျာမန် AC ပိုင်းလော်ဖြစ်တဲ့ Adolf Golan ဟာ ME272 ကိုအရန်သဘောကျခဲ့လို့ဆိုပါတယ်အစားပိုင်းမှာတော့ ME272 ကို Hitler Fighter ဖြစ်မသုံးပဲဘုံဘာဖြစ်အသုံးပြုစီခြင်းခဲ့တာဖြစ်ပါတယ်အဲကြောင့် Messerschmitt ကလည်း Hitler လိုလိုက်ပြီးဘုံဘာဘာချင်းတစ်မျိုးကိုဖန်တီးပေးခဲ့ပါသေးတယ်အဲကြောင့်ပဲ ME272 ကဘာချင်းတစ်ခုထွက်သွားခဲ့တာဖြစ်ပါတယ်ဆွဲလို့ဗမာလိုဆိုပြန်လွားလို့ခေါ်တဲ့ Fighter version နဲ့ဘုံမာအတွက်ကတော့မိုးကြုံငတ် Stone Bat ဆိုပြီးဖြစ်လာခဲ့တာပါနှစ်ယောက်ထိုင်2 setter နဲ့ Night Fighter ဆိုတဲ့ဘုံမာ prototype ကလည်းဖြစ်လာခဲ့ပါသေးတယ်250 kg ဘုံနှလုံးတည်ဆောင်နိုင်ပေမဲ့လည်းဘုံဆိုင်လို့ခေါ်တဲ့ဘုံချဲချရမှာတော့တိကျမှုအရန်နေပါတယ်ဒါကြောင့်ဘုံမတည့်ခိုင်းတော့ပဲပုံမပေါ်ပါမြန်ဆန်တဲ့ Fighter တွေဖြစ်ဦးစားပေးလာခဲ့တာဖြစ်ပါတယ် ME272 ရဲ့အရွယ်စားကတော့တောင်ပန်ရှိပေ40ကိုရဲအလျား34ပေနဲ့အမြင့်12ပေ9လမ်းမာတိရှိပါတယ်ဝါပုံစီဇန်အနေနဲ့ကတော့30မမ MK100 ရှိအကြီးစားစက်သေနတ်၄လက်ကိုလေမျက်နှာစာမှာတက်ဆင်ထားပါတယ်ဒါပြင် R4M Rocket 24လုံးထိလည်းတက်နိုင်ပါတယ်အမြန်နှုန်းနဲ့လက်နက်အင်အားကြောင့် American B-70 ပုံမှန်တစ်စင်းကိုလွယ်လွယ်ကူကူပစ်ချနိုင်ပါတယ်ME272 ဟာ1944နွေရာသီမှာစစ်ပွဲတွေကိုဝင်လာပြီးရှုံးမမရှိပွဲတိုင်းကျော်လှုပ်ဆောင်နိုင်ခဲ့ပါတယ်1944ဩဂတ်လရောက်မှာပဲ ME272 စီးကို American တို့ကပထမဆုံးပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်ပစ်ချနိုင်ခဲ့တဲ့လေယာဉ်ကတော့ American Republic P-47 Thunderbolt ပဲဖြစ်ပါတယ်ဂျာမန်လေတပ် Adolf Golan ဦးဆောင်တဲ့ JV-44 unit ကတော့မဟာမိတ်ဘွန်ဘာစ်တွေကိုအောင်မြင်စွာနဲ့တိုက်ခိုက်နိုင်ခဲ့ပြီး K ratio 4:1 လောက်ထိရှိခဲ့ပါတယ်ဒါပေမဲ့ဒီလောက်ကျန်းမာတယ်ဆိုတဲ့ ME272 မှာလည်းအင်ဂျင်ပြဿနာတစ်ခုတည်းတော့မဟုတ်ပါဘူး P-51 တန် Mustang အစမတန်မြင့်မြင်ပဲလေလှုပ်ရှားမှုဆိုတာလည်းလေယာဉ်တစ်စင်းရဲ့လှည့်ပတ်နိုင်မှုလင်းမြန်စွာ direction ပြောင်းနိုင်စွမ်းအဲ့ဒါကိုဆိုလိုတာပါထိတ်ခေါက်လုပ်တဲ့အချိန် landing လုပ်တဲ့အချိန်ဒီမှာလည်းထင်းရခတ်လို့တော်တော်လေးအန်ရည်များပါတယ်ဘာပဲဖြစ်ဖြစ် ME272 ကစစ်ပွဲထဲဝင်တာနောက်ကျခဲ့ပေမဲ့လည်းမဟာမိတ်တွေတော့နာဇီအိမ်မက်ဆိုကြီးတွေကတခုလည်းဖြစ်လာခဲ့ပါတယ်စစ်ကြီးတွေ ME272 ထုတ်လုပ်မှုကလည်းစုစုပေါင်းအစင်းရေ1433စင်းရှိခဲ့တာပါဒါလည်းမဟာမိတ်တွေရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့် Messerschmitt ရဲ့ထုတ်လုပ်မှုတွေရပ်ဆိုင်းခဲ့ရတာဖြစ်ပါတယ်စစ်ပြီးကာလရောက်မှာတော့ Czechoslovakia က ME272 တွေကိုဆက်လက်ထုတ်လုပ်အသုံးပြုခဲ့ပါတယ်ဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးခဲ့တာတော့ Jet Fighter တွေရဲ့ရွှေခေတ်ကိုအစပြိုးပေးလိုက်တဲ့နာမည်ကျော် ME272 အကြောင်းပဲဖြစ်ပါတယ်လက်ရှိခေတ်စစ်ပွဲတွေမှာအသုံးပြုနေကြတဲ့ Modern Warfare အကြောင်းကိုလည်းတင်ဆက်ပေးသွားဖို့ရှိပါတယ်အဲဆိုတော့ထုံးစံတိုင်းပဲသိချင်တာလေးရှိရင် comment section မှာရေးချပေးခဲ့လို့ရပါတယ်ဒီနေ့တော့ကတော့ဒီလောက်ပါဗျမကြခင်ရောက်ရှိလာတော့မယ်နေ့သစ်တကြံအခါသမယမှာလည်းတကြံနဲ့အတူတူပဲတနစ်တာကြုံဆုံခဲ့ရတဲ့အညံ့နေပပျောက်ပြီးနေ့သစ်တိုင်းမှာအောင်မြင်မှုတွေပိုင်းဆိုင်နိုင်ပါစေလို့ကျွန်တော်တို့တင်ရနေဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲgood luckပါဗျ